ကျွန်တော် Greg ကခေါ်လိုက်ရှိမှာ Greg ကဘုံပြည့်စင်မြင့်ကျင်ခဲ့တဲ့ရှင် Greg Center ကိုဘယ်လိုမျိုးအကူအညီတောင်းရမလဲဆိုတာရှင်းလုပ်ပြတော့မယ်ဖြစ်ပါတယ်ဘယ်လိုမျိုးလုပ်လဲဆိုတော့ let's go တော့ကြည့်အောင် FT ကိုဝင်လိုက်ပါဗျာနော် Greg Studio ဝင်လိုက်ပါ Greg ကထိကိုဝင်လိုက်ပါဗျာ short discuss ဆိုပြီးတော့ဒီကနေလိုက်ပါကျွန်တော်ဒီမှာကြည့်လိုက်ပါဗျာနော်ဒီအောင်မှာနော်ဒီမှာအကျွေးစည်းလေးပေါ့နော်ဒီမှာ5ချက်ပေးရမယ့်နေရာမှာကျွန်တော်5ချက်နဲ့ပြား50တော့အဲ့လိုမျိုးဖြစ်နေပေါ့နော်အဲ့ဒီပြား50ကိုကျွန်တော်ပြားဖြောင်းမပြောပြနော်အဲ့ဒီပြား50ကိုမပေးရှင်ဘူးဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီမှာဒီအောက်ဆုံးညဘက်တောင်းလေးမှာကျွန်တော် set 30ရှိတယ်ပေါ့နော်အဲ့ဒီ set 30ကိုဝင်လိုက်ပါဗျာနော်အဲ့ဒီ set 30ကိုဝင်လိုက်ပါဒီမှာကျွန်တော်ဒီမှာဒီပြား20လို့ပြား30လို့ဒီဟာတွေပွင့်နေတဲ့အတွက်ကြောင့်ဒီဟာတွေကိုမပိတ်ရှင်ဘူးဆိုလို့ရှိရင်ဒီဟာတွေပိတ်လိုက်ပါနော်ဒီဟာတွေပိတ်လိုက်ပါပိတ်ပြီးတော့ဒီဟာပိတ်ပြီးဆိုတော့ ਨੇ ဒီမှာ update ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဗျာနော် update ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါခဏလေးစောင့်လိုက်ပါဒါဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ပါဗျာနော်ဒီမှာပြား50ဆိုတဲ့ဟာမရှိတော့ဘူးနော်အဲကျွန်တော်နေပြီးတော့အဲ့ဒီဟာကိုမပိတ်ရှင်ဘူးဆိုလို့ရှိရင်အဲ့ဒီဟာကိုဒီရဲ့ set 30ကိုနေပြီးတော့အဲ့လိုမျိုးပိတ်လိုက်ပါစင်မီကြံနေဆိုလို့ရှိရင်အဲ့ဒီဟာလေးကိုကျွန်တော်လုပ်နေဆိုတော့ဒီမှာနေပြီးတော့ဒီ activity ဆိုတဲ့ဟာလေးရှိတယ်ပေါ့ဗျာနော်ဒီ activity ဆိုတဲ့ဟာလေးကိုဝင်လိုက်ပါဗျာနော်ဝင်ပြီဆိုရင်ကျွန်တော်ကားခိုးတဲ့ဟာက history ကဒီနားမှာအကုန်လုံးရှိရပေါ့နော်ကားခိုးတဲ့ဘယ်နေ့ကခိုးခဲ့တာဒီမနေ့ကခိုးတာအကုန်လုံးဒီနားလေးမှာ history မှာရှိတယ်ဒီကိုကားခိုးတဲ့ဟာကိုဒီ activity ကိုဝင်ပြီးတော့ဒီဟာလေးမှာကြည့်လို့ရတာပေါ့နော်ဟုတ်ပြီကျွန်တော်ကကြာရင်ဒီမှာဒီကကားခိုးတဲ့ history ကကျွန်တော်အနည်းဆုံးကျွန်တော်ဒီနှစ်ရက်ပြီးတာနဲ့ဒီကားသမားရဲ့ဖုန်းလိုက်ပဲလို့မရှိတော့ဘူးဗျာနော်ကျွန်တော်ခိုးခဲ့တာကဒီကားပေါ့နော်ဒီကားပေါ်မှာကျွန်တော်ရေးပိတ်စင်ရေးမစ်ချင်ခဲ့ပြီဆိုတော့ဗျာတခုတခုမစ်ချင်ခဲ့တယ်ဟိုမှာမယ်နော်ကျွန်တော်ကတော့ပြီးရတဲ့ဟိုဒီ UN cat တို့ဘာလို့မစ်ချင်ခဲ့တယ်ဆိုတော့တခုတခုမစ်ချင်ခဲ့တယ်ဟိုမှာပါနော်အဲ့ဒါမဖြစ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ကဒီကားခိုးလို့ဒီကားထဲမှာမစ်ချင်ခဲ့တာပေါ့နော်ဟုတ်ပြီဒီကားထဲကိုဝင်လိုက်ပါဗျာနော်ဒီကားထဲကိုဝင်လိုက်ပါဒီထဲဝင်ပြီးတော့ဒီမှာနေပြီးတော့ကျွန်တော်ဒီကားသမားရဲ့ဒီမှာဖုန်းဒီကားသမားရဲ့သူ့ရဲ့ပုံရိပ်ပုံတော့ဒီမှာကားသမားရဲ့နာမည်တကယ်လို့များဒီအခုခေါ်ပြီးတော့ခုနလေးကခေါ်ပြီးတော့ခုနလေးကရောက်တာနဲ့ခုနကမေ့ကြံခဲတယ်ဆိုလို့ရှိရင်ဒီနားလေးမှာကားသမားရဲ့ဒီနားလေးမှာကားသမားရဲ့ဖုန်းနံပါတ်တွေသူ့ကိုဒီနားလေးမှာနေပြီးတော့ကားသမားကို message ပို့တဲ့ဟာတွေဒီနားလေးမှာပေါ်နေပါလိမ့်မယ်နော်အခုကြာရင်ကျွန်တော်မှကြာရင်ကျွန်တော်က2ရက်မြောက်3ရက်မြောက်ဖြစ်ပြီဆိုတော့ကားသမားရဲ့ဖုန်းနံပါတ်ကမရှိတော့ဘူးပေါ့နော်ဒီမနေ့ကမှကျွန်တော်ကတီးရတယ်ပေါ့ဗျာနော်ဟိုမှာပါမနေ့ကမှကျွန်တော်ကားဒီပစ္စည်းပြောက်တာကိုကျွန်တော်တီးရတယ်အဲဒါကြောင့်နေပြီးတော့ဒီကားသမားကိုလိုက်ပြီးတော့ကျွန်တော်